နေ့စဉ်စားနေတဲ့ကြက်ဥတစ်လုံးပြုတ်တာလွယ်တယ်မလားဒါမဲ့တကယ်တမ်းကြောက်လေဒီနောက်ွယ်မှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချိန်ကိုက်ချက်ပြုတ်မှုအမှုပညာတခုရှိနေလားပါကဲဒီအကြောင်းတွေကိုဒီရှင်းလင်းချက်လေးမှာအတူတူအသေးစိတ်လေ့လာကြည့်လိုက်ရအောင်ရင်းနှီးရတဲ့ကြက်ဥပိထက်လိုက်ရုံနဲ့ပြီးပြီလို့ထင်နေတော့မလားဟဲ့မဟုတ်သေးပါဘူးကိုလိုချင်တဲ့အနစ်အနေထားအတိအကျရဖို့ဆိုတာအချိန်နဲ့အပူချိန်ကိုတည်တည်ချာချာလေးကစားရတဲ့ကိစ္စပါကြက်ဥတစ်လုံးရဲ့အပျော်ဆုံးအနေထားကနေအကျက်လွန်သွားတဲ့အချိန်နဲ့အထိအချိန်နဲ့များဘယ်လိုများဆက်သက်ပြောင်းလဲသွားလဲဆိုတာအခုဆက်ကြည့်ကြမယ်နော်ကျုပ်ပြုတ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုအလွယ်ဆုံးမှတ်ထားလို့ရအောင်အဓိကအချိန်အပိုင်းအခြားလေးကိုခွဲထားပါတယ်၄မိနစ်ကနေ6မိနစ်9မိနစ်ကနေ9မိနစ်10မိနစ်ကနေ12မိနစ်ပြီးတော့13မိနစ်ကနေ15မိနစ်ပေါ့ဒီအချိန်လေးပြောင်းသွားတာနဲ့အမြအနစ်ရောအကာရောကဘလို့လေးကွာသွားလဲဆိုတာပထမဆုံးအချိန်အပိုင်းအခြားကနေစကြည့်လိုက်အောင်ယေစုပြီး၄မိနစ်ကနေ6မိနစ်အတွင်းနေတာကတော့အနစ်စိမ့်လေးပေါ့ဒီချိန်လေးမှာကျုပ်ဝကာကစပြီးပုံစံပေါ်လာပြီဆိုမဲ့အနစ်ကတော့အရေးလေးရွှမ်းပြီးပျော့ပျော့ဆေးဆေးလေးဖြစ်နေတော့မယ်စဉ်းစားရကြည့်တော့ဒီလိုဆေးဆေးပျော့ပျော့အနေထားလေးကတကယ်ကိုအရသာရှိဆုံးနေလူကြိုက်များဆုံးအချိန်လေးဆိုလည်းမမှားပါဘူးဒါဆိုရင်ဒီလိုပျော့ပျော့ဆေးဆေးအနေလေးကိုဘာနဲ့တွေ့စားရင်အကောင်းဆုံးချက်မလဲတခြားဟာတိတ်မလိုပါဘူးမနက်စားပေါင်မိုးကင်လေးနဲ့ဒိုးစားလိုက်ဖို့မဲ့လိုတာပါပေါင်မိုးရဲ့အေးစစ်ဆက်အသားလေးရဲ့ကြအုပ်အနှစ်ရဲ့အရေးရွှင်းပြီးစိမ့်တဲ့အရာသားလေးရဲ့ပေါင်းဆက်သွားတဲ့အခါဝါမနက်ခင်းအကတကယ်ကိုဖြီးပြေးဆုံးတဲ့အရာသားပေါ့ဒါ4မိနစ်နဲ့6မိနစ်ကြာမှပဲရနိုင်တဲ့ထူးခြားချက်လေးပါကဲအချိန်နဲ့ထပ်ကြာသွားတဲ့အခါပါဖြစ်လာမလဲ9မိနစ်ကနေ9မိနစ်ကိုရောက်လာပြီဆိုပါစို့အဲ့ဒီချိန်မှာတော့အနစ်ဟာအရေးရန်ရွှမ်းတဲ့အနေထားကနေအနှဲငယ်ပိုးပြလာပြီရိုးတစ်ခွက်လိုမျိုးခက်ပစ်ပစ်စားလို့အကောင်းဆုံးအနေထားကိုရောက်လာပါတယ်ဒီလိုပစ်ချွဲလေးဖြစ်လာတာမို့လို့အရေးရန်ရွှမ်းလာမျိုးတိတ်မကြိုက်တဲ့ဒူတွေ address ဆိုရင်တော့ဒီအချိန်အပိုင်းခြားကကွက်တီပါပဲအဲ့ဒီကနေ10မိနစ်နဲ့10မိနစ်ချာရောက်လာပြီဆိုရင်တော့နောက်ထပ်တိတာတဲ့အပြောင်းလဲထက်ခုကိုတွေ့ရပါမယ်အနစ်ကလုံးဝနီးပါခဲသွားပါပြီဒါပေမဲ့အရင်ကြီး6ကတ်သွားတာမျိုးတော့မဟုတ်ဘူးเนาะဆိုဆိုမိုးလေးတော့အနှဲငယ်ချန်နေသေးတယ်ဒီလိုအနစ်ခဲပြီးခက်ဆိုအနေထားလေးကတော့ခောက်ဆွဲပူပူလေးထက်စားဖို့အတွက်ဆိုရင်တော့အလိုက်ထက်ဆုံးပါပဲခောက်ဆွဲအရသာရဲ့ကျုပ်အနစ်သားရဲ့အချိုးကြပေါင်းဆက်သွားတာမျိုးပေါ့အချိန်10မိနစ်ကျော်သွားလို့12မိနစ်ကိုရောက်ပြီဆိုရင်တော့ကြက်ဥကလုံးဝကိုအပြည့်အဝကျက်သွားပါပြီအနစ်ရောအကာတော့လုံးဝကျက်သွားတဲ့အနေထားပေါ့ဒီစစ်မှာဆိုရင်တော့အနစ်မှာဆိုဆွမှုတိတ်မကြမ်းတော့ပဲမာကျောပြီးချစ်လက်တဲ့အနေထားကိုလုံးဝအရာရှိသွားပြီဖြစ်ပါတယ်ကဲအခုဆွေးနွေးခဲ့တဲ့အချက်လေးတွေကိုတစ်ချက်လောက်ခြုံငုံကြည့်လိုက်ရအောင်မိနစ်4ကနေ6မှဆိုရင်အနစ်ကဖြော်ဆေးလိုက်မှုမနေ့စာပေါင်းမုံနဲ့အလိုက်ဖတ်ဆုံးပဲမိနစ်7ကနေ10မှကြာတော့အနစ်ကခဲပေမဲ့ဆွတ်နေလို့ခောက်ဆွဲနဲ့တွေ့စားဖို့အကောင်းဆုံးပဲမိနစ်10ကနေ7မှာတော့လုံးဝကျတ်သွားပြီမြင်းတဲ့အတိုင်းပဲအချိန်နည်းနည်းလေးကွာသွားတဲ့နေချင်းချာဦးရဲ့အနှစ်အနေချာရောဒရိုင်ဆိုင်ရမယ်အစားအစာပါဘလောက်တောင်ကွာခြားသွားလဲဆိုတာရှင်းရှင်းလင်းလင်းသိတာပါတယ်ဒါပေမဲ့လေတကယ်တတိထားရမယ့်အချက်တစ်ခုရှိတယ်အဲ့ဟာကဘာလဲဆိုတော့အချိန်17မိနစ်ကနေ15မိနစ်အထိဆက်ပြုတ်မိပြီဆိုရင်တော့ဒါဟာအပူလွန်ကဲသွားပါပြီအပူလွန်သွားတဲ့အခါကြက်ဦးနစ်ရဲ့ဘေးပတ်လည်မှာအစိမ်းရောင်လို့မိခိုးရောင်လို့ကွင်းလေးတားလာတတ်တယ်ဒါဟာအချက်ပြုတ်မှာတတ်နိုင်သမျှရှောင်ရတဲ့အနေအထားတစ်ခုပါပဲအချိန်ကိုတေချာကယူမဆိုင်မိတဲ့အခါကြုံရတတ်တဲ့အကျိုးဆက်တစ်ခုပေါ့ကြက်ဥတစ်လုံးရအချိန်နဲ့အမျှပြောင်းလဲသွားတဲ့အနေအထားတွေကိုအစအဆုံးလေ့လာကြည့်ပြီးသွားပြီဆိုတော့လေနောက်ဆုံးအနေနဲ့ဒီမေကွန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်အခုဆိုအကောင်းဆုံးတွဲဖက်စားစီရာတွေကိုလည်းတီးသွားပြီဆိုတော့ကိုယ်တိုင်ပြုတ်စားမယ်ဆိုရင်ရောဘယ်နှမိနစ်ပြုတ်တာကိုအကြိုက်ဆုံးဖြစ်မလဲနောက်တစ်ခါကြုပ်ပြုတ်တဲ့အခါကျရင်ကိုလိုချင်တဲ့အတိအကျဆုံးအနေအထားကိုရအောင်စမ်းသပ်ကြည့်ဖို့အားလုံးပဲအဆင်သင့်ဖြစ်နေပြီလို့ယုံကြည်ပါတယ်